1825 ခုနှစ်ပထမအင်္ဂလိပ်မြန်မာစစ်ပွဲရဲ့အဆုံးဖြတ်ပေးမဲ့ဓနုဖြူတိုက်ပွဲဒီခံတက်ထဲမှာမြန်မာတို့ရဲ့ဂုံဆောင်စစ်သူကြီးမဟာဗန္ဓုလရှိနေပါတယ်။ရန်သူဘက်ကအမြောက်တွေနဲ့တရက်ဆက်ပစ်ခတ်နေပေမဲ့ဗန္ဓုလကတော့ကြောက်ရွံ့ခြင်းမရှိဘဲစစ်တေတွေကိုအားပေးနေပါတယ်။သူဟာရန်သူကြည်စံကိုဂယုမဆိုင်တဲ့ချင်းသေးတစ်ကောင်လိုပါပဲ။အင်္ဂလိပ်စစ်ဗိုလ်ချုပ်တွေတောင်ဗန္ဓုလရဲ့တတိကိုကြည့်ပြီးဒီလောက်ထိရဲရင်တဲ့လူရှိပါလားလို့အံ့ဩချီးကျူးခဲ့ရပါတယ် The enemy is faltering under our cannonade. Roll stand by the train. Venga bene so far. Minkon kejimani shijungdo. ကံကြမ္မာဆိုးကရောက်လာခဲ့ပါတယ်ရန်သူအမြောက်ဆန်တစ်ခုကစစ်သူကြီးရဲ့အနီးနားကိုတက်တက်ကြရောက်ခဲ့ပြီးမြန်မာတို့ရဲ့ဂုံဆောင်ကျဲတစ်ပွင့်ကျွေလွင့်ခဲ့ရပါတယ်ဗန္ဓုလကြဆုံးသွားပေမဲ့သူ့ရဲ့နောက်မဆုတ်တန်းဆိုတဲ့စိတ်ဓာတ်ကတော့မြမသမိုင်းမှာထာဝရရှင်သန်နေမှာပါမြို့ချစ်စိတ်ဆိုတာအသက်ပေးရဲ့ယုံတယ်မဟုတ်ပဲကိုယ်နိုင်ငံကိုချစ်မြတ်နိုးတဲ့စိတ်ဓာတ်ဖြစ်ပါတယ်စစ်သူကြီးမဟာဗန္ဓုလကိုဒီဗီဒီယိုလေးနဲ့ဂုဏ်ပြုလိုက်ပါတယ်